မင်းရဲ့နောက်ပြောင်မှုကနည်းနည်းလေးမှမရေရဘူးနော်ကျွန်တော်တကယ်နောက်နေတာမဟုတ်ပါဘူးအဲ့ဒီတုန်းကကျွန်တော်တကယ်ဘာမှလုပ်เสียမရှိတော့လို့အဲ့ဒီပြင်းတဲ့ဆိုင်ကိုတွားခဲ့တာပါဘာလို့လဲဆိုတော့သူ့ဆိုင်ရှိမှာချိတ်ထားတဲ့ဆိုင်းဘုတ်ကအရန်ဆွဲဆောင်မှုရှိလို့ပါဆိုင်းဘုတ်ဘာဆိုင်းဘုတ်လဲအထက်မှာအာကာဒီယင်အာကာသစခန်းတွေကိုပြင်နေအောက်မှာလေရင်တင်သင်းမောနျူကလ িয়ার ရေငုပ်သင်းမောတွေကိုပြင်နေလျှက်စစ်စီးတဲ့ပစ္စည်းမှန်သမျှမပြင်နိုင်တာမရှိဘူးတဲ့စကားဆုံးသွားတော့တခွဲခန်းတစ်ခုလုံးရုတ်တရက်တိတ်ဆိတ်သွားတယ်ပြီးတော့ကျွန်တော်ဝင်သွားတယ်အဲ့ဒီဆိုင်ရှင်ကခေစော်ဆက်ရဲ့လေဘူးမို့ဆက်ရဲ့ပြီးတော့မွေးဆက်တစ်ခုရဲ့တုံးပြီးပေးတွေကိုပြင်လိုက်တာပဲနောက်ဆုံးတော့ကျွန်တော်စီကနေယွမ်800ပဲယူလိုက်တယ်လူတွေရဲ့တုတ်ပြန်မှုကိုကြည့်ပြီးအတန်ကလည်းတဖြည်းဖြည်းတိုးဝင်သွားတယ်အခုအချိန်မှာလူတိုင်းကရှန်ချင်းစီကိုကြည့်နေတဲ့မျက်လုံးတွေထဲမှာအန်သားမှုတွေနဲ့မယုံကြည်နိုင်မှုတွေပြည့်နှက်နေတယ်မွေဆက်နဲ့လစ်တိုကရက်ဖီဆက်ကိုပြင်နေတဲ့လားဒါကဘလို့မှမဖြစ်နိုင်တာတကယ်ပဲဒီနေ့ပညာရှိတယ်ဆိုရင်တကဘာလုံးကသူ့အတွက်တိုက်ပွဲဝင်ရလိမ့်မယ်ဒါကိုမြင်တော့ကျိုးတဲ့ဟောက်ကချက်ချင်းရှစ်တလန်တိုးပြီးလူများကိုကျဲလောင်စွာအော်ပြောလိုက်တယ်ဒီကိစ္စကိုလောလောဆယ်အမြင့်ဆုံးရှိုးဝက်ချက်အဖြစ်သတ်မှတ်ထားတယ်ဘယ်သူမဆိုလျှောက်ပြောရင်တူရှိုမှုနဲ့အေးအေးယူမယ်ပရောဂျက်အဖွဲ့ကအခုချက်ချင်းတီးကြမှုအစ်စ်နဲ့ညီချစ်ပတ်ရက်စေတီတတုတ်ထုတ်လုပ်ပေးပါအတူဆုံးအချိန်တွင်းမှာရလက်ကိုမြင်ကျင်တယ်စကားဆုံးတော့ကျိုးတဲ့ဟောက်ကသူ့ကိုလက်ရက်ခေါ်လိုက်တယ်ရှောင်ရှဲ့မင်းအရင်မသွားနဲ့ဦးအဲ့ဒီပြင်းတဲ့ဆိုင်ကဘယ်နေရာမှာလဲဆိုတာမင်းမှတ်မိသေးလားမှတ်မိပါတယ်အေးဒါဆိုမင်းငိုက်ကိုအဲ့ဒီကိုတစ်ခေါက်လောက်ခေါ်သွားပေးငါအဲ့ဒီဆိုင်ရှင်ကိုတွေ့ကျင်တယ်မင်းအပြင်မှာငိုက်ကိုခဏဆောင်နေငါပစ္စည်းတစ်ခုသွားယူလိုက်ဦးမယ်တကယ်လို့ဒီဆိုင်ရှင်ကဒီပစ္စည်းကိုပြင်ပေးနိုင်မယ်ဆိုရင်သူဘာလို့ချင်လဲငါကျိုးတဲ့ဟောက်အကုန်ဖြည့်ဆဲပေးမယ်မိနစ်အနည်းငယ်ကြာတော့ကမန်းကရန်ပြေးလာတဲ့ကျိုးတဲ့ဟောက်ကိုတွေ့လိုက်ရတယ်ဒါပေမဲ့ကျိုးတဲ့ဟောက်ရင်ခွင်ထဲမှာပိုက်ထားတဲ့ပစ္စည်းကိုမြင်လိုက်ရတဲ့အခါရင်ထဲမှာရုတ်တရက်ထိတ်ခနဲဖြစ်သွားတယ်ဒါကနန်နို3ပဲယူ3ကဘာလုံးဆိုင်ရာဂျိုတုလမ်းကြောင်းပစ္စည်းရဲ့ချစ်ပမဟုတ်ဘူးလားကျောင်းအုပ်ကြီးကအဲ့ဒီဆိုင်ရှင်ကိုဒါကြီးပြင်ခိုင်းမလို့လားဒါပြင်လို့ရပါမလားမကြခင်မှာပဲသူတို့နှစ်ယောက်ကားမောင်းပြီးကျွန်တော်ဆိုင်ကိုရောက်လာကြတယ်ဝင်ဝင်ချင်းပဲကျွန်တော်နဲ့ရင်းနှီးစွာနှုတ်ဆက်ကြတယ်ဆိုင်ရှင်မတွေ့ရတာကြပြီနော်အိုဒီတခါလူတယောက်တောင်ပို့ခေါ်လာသေးတယ်ဒါငါ့ကိုပြဿနာလာရှာတာလားမဟုတ်ပါဘူးဆိုင်ရှင်အထင်မလွဲပါနဲ့ခင်ဗျားပြင်ပေးလိုက်တဲ့ပစ္စည်းကဘာပြဿနာမှမရှိပါဘူးဒါကကျွန်တော်ရဲ့လူကြီးတယောက်ပါသူကခင်ဗျားရဲ့လက်ရကောင်းတယ်ဆိုတာကြားလို့ခင်ဗျားကိုပစ္စည်းတစ်ခုလောက်ကူကြည့်ပေးစေချင်လို့ပါတစ်ဖက်လူကပြဿနာလာရှာတာမဟုတ်ဘူးဆိုတော့စိတ်အေးသွားတာပေါ့ဖောက်တီဟောင်းဆိုတော့လေမျက်နာသာပေးရမှာပေါ့ပစ္စည်းကိုထုတ်လိုက်ဘလို့ဖြစ်တာလဲငါကြည့်ပေးမယ်ကျိုးရဲ့ဟောက်ကတော့ဝင်လာကြတဲ့ကဆိုင်တွင်းပတ်ဝန်းကျင်ကိုအကဲခတ်နေတယ်ဒီနေရာကသူထင်ထားတာထက်တောင်ပိုဆိုးနေသေးတယ်သူကလက်တို့ကရက်ဖီဆက်ကိုပြင်နိုင်တဲ့နေရာဆိုတော့အနည်းဆုံးတော့ professional စက်ကိရိယာလေးတွေရှိမယ်လို့ထင်ထားတာဒါပေမဲ့ဒီမှာ professional စက်ကိရိယာဘာတစ်ခုမှမရှိတဲ့အပြင်တာမန်ပြင်တဲ့ဆိုင်တွေထက်တောင်အများကြီးပိုဆုပ်ပြတ်နေသေးတယ်ကျွန်တော်စကားကိုကြားတော့ကျိုးရဲ့ဟောက်ကလည်းသူ့လက်ထဲကတစ်တာကိုဖွင့်လိုက်တယ်ဆိုင်ရှင်ခင်များကြည့်ကြည့်ပါဒါပြင်လို့ရမလားကျွန်တော်ကဟန်ဆောင်ပန်ဆောင်တဲ့ chip ကိုယူပြီးလေ့လာကြည့်လိုက်တယ်တကယ်တော့စိတ်ထဲမှာစနစ်နှစ်ထိုက်ဆိုရီကိုအယူမှုအော်ခေါ်နေတာစနစ်မြန်မြန်စက်ကင်ဖက်ဆန်းပြင်ဆင်နိုင်သောပစ္စည်းကိုတွေ့ရှိပါသည်နန်နို3ကျုပ်တုလမ်းကြောင်းပြချစ်စစ်ပတ်3ရှိုးဝက်ကုတ်ပါရှင်ပျက်စီးမှုအတိုင်းအတာ92%ပေမ logic gate red as အလုံးကြုံဝင်ပြီးခြင်း data ကြားခံမှတ်ဉာဏ်စစ်ရှင်းထွန်းထိုးကောအလုံးမလုပ်တော့ခြင်းစစ်ပတ်3ဝင်လာကြတဲ့ကဒီအဖိုးကြီးကတာမန်မဟုတ်ဘူးဆိုတာသိတယ်စစ်တပ်ကလူဖြစ်နေမယ်လို့တော့မထင်ထားဘူးကြည့်ရတာငါ့ကိုအထက်ကစောင့်ကြည့်နေပြီထင်တယ်ညီလေးဒီချစ်ဒါနန်နိုဂျိုတုရဲ့လမ်းကြောင်းပြချစ်မဟုတ်ဘူးလားပေမ logic gate ပောက်ကွဲသွားတယ် data ကြားခံမှတ်ဉာဏ် area ပါပြတ်သွားတယ်ရုတ်တရက်လျှက်စစ်အားပြင်းထန်သွားလို့ဖြစ်ရမယ်ခင်ဗျားတို့ရဲ့ကာကွယ်ရေးအစီအမံတွေကတိတ်မကောင်းဘူးပဲစကားဆုံးတော့ပြင်းတဲ့ဆိုင်တစ်ဆိုင်လုံးရုတ်တရက်တိတ်ဆိတ်သွားတယ်ကျိုးတဲ့ဟောက်ရဲ့အတွေ့အကြုံရင့်ကျက်တဲ့မျက်လုံးတွေထဲမှာပထမဆုံးအကြိမ်အဖြစ်အလွန်မင်းအန်တာထိတ်လန့်တဲ့အရေးအယောင်တွေပေါ်လာတယ်ကြည့်ရတာဒီကောင်လေးကတော်တော်လေးတပုံရတယ်ဒါဆိုဆိုင်ရှင်ဒီပစ္စည်းကိုခင်ဗျားစီမှာပြင်လို့ရမလားရတယ်ဒါပေမဲ့ပိုက်ဆံကတော့ပြီးတော့ကျွန်တော်လက်ငါးချောင်းထောင်ပြလိုက်တယ်ကျိုးတဲ့ဟောက်ရဲ့မျက်စိရှိမှာဝေ့ရမ်းပြလိုက်တယ်ကျိုးတဲ့ဟောက်ကမြင်တော့စိတ်ထဲမှာယူမတက်ဖြစ်သွားတယ်တိန်း90မပြောနဲ့တန်း90ဆိုရင်တောင်လုံးဝတန်ပါတယ်ကောင်းပြီရှယ်တဲ့ကုတ်စကင်ဖက်မလားငွေသားပေးမလားမဟုတ်ဘူးတိန်း90မဟုတ်ဘူး900ပဲဘာ900ရတယ်လားချစ်ထဲတဲ့ဘူးတောင်ဝယ်လို့မရဘူးလေဒီဈေးနှုန်းကနိုင်ငံတော်ရဲ့အဆင့်မြင့်နေပညာကိုစော်ကားတာပဲပြင်ချင်းပြင်မပြင်ချင်းနေခင်ဗျားတို့သူတေသနလုပ်တဲ့လူတွေကပိုက်ဆံရတာအရန်လွယ်လုံးလေ900ပဲတပြားပို့ပေးရင်တောင်ငါမပြင်ပေးဘူးပြင်မယ်ဆိုင်ရှင်ကျွန်တော်တို့ပြင်မယ်ကမန်းကရန်ဖုံးထုတ်ပြီးငွေလက်ခံတဲ့ဂျိုင်ကုတ်ကိုချိန်ပြီးစက်ကင်ဖက်လိုက်တယ်ကျိုးတဲ့ဟောက်ကဒီအချိန်မှာစကားတောင်မပြောနိုင်တော့ဘူးမျက်မြင်ကိုတွေ့ပဲနိုင်ငံတော်ရဲ့မဟာဗျူဟာမြောက်အခြေစိုက်စခန်းနဲ့တက်ဆိုင်တဲ့ချစ်ကိုဒီလိုလူငယ်လေးတယောက်က900တဲနဲ့လက်ခံလိုက်တာကိုကြည့်နေရတယ်ဖောက်တီဟောင်းမျက်နှာကြောင့်သာမဟုတ်ရင်ဒီအလုပ်ကိုငါလက်ခံချင်တာမဟုတ်ဘူးငါကဒီ900ကိုလိုနေတယ်လို့ခင်ဗျားတို့ထင်နေလားတကယ်ရဲရတယ်ဒါပေမဲ့ကျိုးတဲ့ဟောက်ရဲ့မျက်နှာကတော့မျက်စိရှိတင်စိမ့်သွားတယ်မင်းကဒါကိုအသေးအဖွဲလေးလို့ထင်နေတာလားဒါကနန်နိုဂျိုတုတစ်ခုလုံးရဲ့အဓိကအစိတ်အပိုင်းကိုဒီကောင်စောကတော့တီတီငိမ့်ငိမ့်ပဲရှိသေးတယ်ဘလို့လှုပ်ချက်ချင်းကြီးဒီလောက်ထူးဆန်းသွားရတာလဲကျောင်းအုပ်ကြီးစိတ်မပူပါနဲ့ဒီဆိုင်ရှင်ကဒီလိုပါပဲအရေးချင်းရှိတဲ့လူတွေကအကျင့်စရိုက်လဲထူးဆန်းတတ်တယ်လေမျက်နာကဝက်အသေးရောင်ဖြစ်သွားတယ်ကျိုးတဲ့ဟောက်ကိုကျွန်တော်ဂယုမဆိုင်ဘူးထောင်းဘက်ကိုလှည့်သွားပြီး
နောက်ထပ်တစ်တာငယ်တစ်ခုကိုဆွဲထုတ်လာတယ်တစ်တာကိုဖွင့်လိုက်တော့ကျိုးတဲ့ဟောက်ရဲ့နှလုံးသားကလဲချောင်းထဲကနေခုန်ထွက်လာမတက်ဖြစ်သွားတယ်ဘယ်သွားဘက်ဆိုင်ရာစေခန်းကနေရှာလာမန်းမသိတဲ့လက်လက်လုံးဟောင်းတစ်ခုစံပင်ညက်ဆက်ဟောင်းတစ်ခုပြီးတော့လက်လက်ကော်ဖီကျိတ်ဆက်နဲ့တူတဲ့ဟာတစ်ခုဒီပစ္စည်းတွေအကုန်ပေါင်းပြီးအဟောင်းဝယ်တဲ့သူကိုရောင်းရင်တောင်ငါးချက်မတန်ဘူးကျိုးတဲ့ဟောက်တကယ်ပဲတေးမခံနိုင်တော့ဘူးတုံရင်နေတဲ့လက်နှစ်ဖက်နဲ့အဲ့ဒီအစုပ်အပြက်တွေကိုလက်ညှိုးထိုးပြီးတုံရင်နဲ့အတန်နဲ့ပြောလိုက်တယ်ဆိုင်ရှင်ခင်များကဒီပစ္စည်းတွေကိုတုံးပြီးကျွန်တော်ရဲ့ချစ်အကိုပြင်မလို့လားဘာလဲကျွန်တော်ပစ္စည်းတွေကိုအထင်သေးတာလားဒါဆိုခင်များတို့ဘာသာပြန်ယူသွားပြီးလေးလာကြတော့ကျွန်တော်ရဲ့ဒီပြင်နဲ့ဆိုင်လေးခင်များတို့လိုဖျားကြီးတွေကိုလက်မခံနိုင်ဘူးကျွန်တော်ချက်ချင်းမကြေမနက်ဖြစ်သွားတယ်ကိရိယာတွေကိုတိုက်ရိုက်ပစ်ချလိုက်ပြီးကုလားထိုင်ပေါ်ထိုင်ချလိုက်တယ်ပြင်မယ်ဆိုင်ရှင်ကျွန်တော်တို့ပြင်မယ်ကြည်ပါဦးကျွန်တော်တို့ပိုက်ဆံတောင်ပေးပြီးပြီပဲအခြေအနေမကောင်းတာမြင်တော့ကမန်းကတန်းကြားဝင်ဖြန့်ဖြေပေးတယ်ကျိုးတဲ့ဟောက်ကမျက်နှာတစ်ခုလုံးหนีရဲနေပေမဲ့ရှန်ချင်းစီကအတင်းဖိနှိပ်ထားလိုက်တယ်ကျွန်တော်ကျိုးတဲ့ဟောက်ကိုမျက်စောင်းထိုးကြည့်လိုက်ပြီးချက်ချင်းပဲစံပင်ညက်ဆက်ကိုယူပြီးချစ်ပေါ်မှာဖြည်းဖြည်းချင်းညက်လိုက်တယ်တစ်ချိန်တည်းမှာပဲရှန်ချင်းစီကအလွန်ကျွမ်းကျင်စွာနဲ့ကျွန်တော်ရဲ့အထူးမှန်ဘီလူးကိုယူလိုက်တယ်မှန်ဘီလူးကနေတဆင့်ကျိုးတဲ့ဟောက်နဲ့ရှန်ချင်းစီတို့ကမယုံကြည်နိုင်စရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရတယ်ဒါကဘာနေပညာလဲမင်းကချစ်ကိုစံပင်ကောက်ပေးနေတာလားကျိုးတဲ့ဟောက်တကိုယ်လုံးကြက်တီးမွေးရင်းတွေထွက်သွားတယ်သူဒီနှစ်တွေတလျှောက်လုံးလှုပ်ခဲတဲ့သူတေသနာတွေအလကားဖြစ်သွားပြီလို့ခံစားလိုက်ရတယ်စံပင်ညက်ဆက်ကချစ်ကိုပြင်နိုင်နေဆိုရင်သူတင်ယူခဲ့တဲ့အရာတွေအများကြီးကဘာအဓိပ္ပာယ်ရှိတော့မှလဲဒီလိုမှန်းစောစောကလေးကသိရင်သူစူပါမားကတ်သွားပြီးနှစ်ဆယ်နဲ့စံပင်ညက်ဆက်တစ်ခုဝယ်လိုက်ရင်ပြီးတာပဲဟာကိုညာရတောင်တက်တာသွားဦးမယ်ရှောင်ရှက်သူလစ်တိုကရက်ဖီဆက်ကိုဒီလိုပြင်ခဲ့တာတေချာရဲ့လားဒါကကလေးကိုချော့နေတာနဲ့တူတူပဲကြည့်ရတာပစ္စည်းပြင်နေတာနဲ့လည်းမတူဘူးဟုတ်တယ်ចောင်းအုပ်ကြီးဟိုအမုံတွေကိုကြည့်လိုက်ဦး